ပြင်းနဲ့သူဆက်ချင်းဆိုတော့တက်သားနော်ဒီဘက်ကရာဇကြိုသားတွေနေမှာပေါ့ကွာဒီဖတ် အခန်းဆက်ခွန်မြတ်စွာဘုရားသခင်ယဟန်တော်ပေါင်း2000ချမ်းရလည်းရဲ့ကပိလကိုနေပြည်တော်သို့ကြောက်ရောက်တော်မူခြင်းမြတ်စွာဘုရားသည်အင်္ဂါတိုင်းမဂရတိုင်းသာအမျိုးကောင်းသောယဟန်တော်ပေါင်း1000ကပိလကိုပြည်သာအမျိုးကောင်းသောယဟန်တော်ပေါင်း1000 အဲ့ဒါပါသွားပြီ နော် တွေ့လား နော်ပါဗျာ တမီလိုကနေဓာပင်ခန်းလိုက်ရမ်းပြစ်လိုက်ကတက်သားအင်္ဂါတိုင်းနဲ့မာဂရတိုင်းပုဂ္ဂိုလ်တွေကတက်သားဆို2000 2000ချန်ရံပြီးတဲ့ရာဇကြိုကနေပြီးတော့ကပိလို့ကြွမှာနော် နော်ပါဗျာဤယန္တာယဟန်ပေါင်း2000ချမ်းရတို့လည်းရဲ့နတ်ပေါင်းတို့ချမ်းရလည်းရဲ့မာသကရေတရား3ခုနဲ့တပေါင်းလာပြီးကျော်တရနေ့တွင်အရာဇတုပြီးဝေလူအကြောင်းတော်မှာထွက်ခါတော်မူ၍ နေကအဲ့မှတ်တမ်းလေးကြည့်တာခရီးစတတ်ပြီးထွက်တဲ့နေရာတဘောင်းလာပြီးတော့တရနေမာတက်ကတဲ့တရားတော့တဘောင်းလာပြီးကြတရားကပိလို့မှရာဇကြိုတို့ကြွဟောရာဇကြိုမှကပိလို့တို့ကြအရာဇတုပြီးဝေလူအကြောင်းတော်မှာထွက်ခါတော်မူ၍တနေ့တနေ့လည်းရင်တယူဇနာခရီးကြွားသွားတော်မူ၏ ဘုရားကျင့်တရက်ကိုတေယူဇနာတရက်ကိုတေယူဇနာရာဇကြိုကနေပြီးတော့ကပိလို့ကယူဇနာ60ဆိုတော့2လပေါ့နော်အဲ့ကြတော့ကနည်းနည်းလေးကြိုးတွက်ကြည့်အောင်ကပိလို့ကြောင့်မရကတပေါင်းလားပြည့်ကျော်ဆိုတော့ခါကျတော့တကူလားပြည့်ကဆုံလားပြည့်ကြမှာရောက်မှာနော်ကဆုံလားပြည့်သို့မဟုတ်ကဆုံလားပြည့်ကျော်တရက်နေ့ကြမှာ2လပေါ့နော်2လမှာရဲ60ကဆုံလားပြည့်နေ့ကြမှာအဝါရောက်မှာပေါ့ကွာကပိလို့ရောက်မှာဖတ်ကွာ အရာဇကြပြီးဝေလူအကြောင်းတော်မှာထွက်ခါတော်မူ၍တနေ့တနေ့လည်းရင်တယူဇနာခရီးကြွားသွားတော်မူလေ၏တနေ့လည်းရင်တယူဇနာကြွားသွားလည်းရင်အရာဇကြပြီးမှယူဇနာ60ဝေးကွာသောကပိလဝနေပြည်တော်သို့2လဖြင့်ရောက်ဆိုင်လိမ့်မည်ဟုရည်မှန်းတော်မူကားအတုရိတာဒေသစာရီခေါ်သည်မလင်မြန်လွန်းသောဒေသစာရီကြွားချတော်မူခြင်းဖြင့်ကြွားသွားတော်မူလေ၏ အတုရိကလို့ဖတ်လိုက် အတုရိ အတုရိကဒေသစာရီ အတုရိဒေသ အတုရိကစလုံးပေါင်းလေးပေါင်းလိုက် အာယေအတံဝေတချောင်းမင်တုအတုရာယေလုံးနေရိအတုရိအာယေကအတုရိက တုရိကဆိုလျင်မြန်တာလျင်မြန်တာကိုတစ်ခါတည်းကြတော့စိတ်ဓာတ်ကမနလို့ပြောတယ်အဘိညာဉ်ဇာတကောနဲ့စိတ်နဲ့သွားလဲတော့ဘဝကလေးနဲ့သူရောက်သွားအောင်အဲ့ဒါကတုရိကဒေသစာရီအခုကြတော့အတုရိကဒေသစာရီဆိုတဲ့အခါကျတော့ခြေကျင်သွားတော့ပေါ့ကွာတာမန်ပုဂ္ဂိုလ်တွေလို့ပေါ့နည်းနည်းတော့ပိုးမြန်ရင်မြန်မှာပေါ့ဒါမလို့ဒေသစာရီကအတုရိကဒေသစာရီနဲ့တုရိကဒေသစာရီဆိုတော့နှစ်မျိုးရှိမှာပေါ့နော် မှန်ပါ ဆက်ပါ လံဂိတချောင်းနာမြတ်စွာဘုရားသည်ခမည်းတော်သောရဏမင်းကြီးရွှေနန်းတော်မှစက္ကတ်တော်စွမ်းဖြင့်မြတ်တော်မူခြင်းအကြောင်း ဟောအေးမြတ်စွာဘုရားနားမှာဆုံးခံပြီးတော့မဖုံးပေးဘူးတဲ့သောရဏမင်းကြီးလူတဲ့ခမင်းနဲ့ဖမ်းနဲ့နေတိုင်းဖုံးပေးတာလို့ပြောတယ်နော်ခုမှရာဇဂျိုကထွက်တာဘလို့လဲဆိုတော့တာလူတော်ကြီးကခုနအိဘဲကူဖြစ်တဲ့အခါကျတော့ဘိညာဉ်တကိုးတွေရတာဟုတ်ခကြီးထွက်လေကပထမဦးဆုံးထွက်လေကဒီနေ့မြတ်စွာဘုရားဘယ်ရောက်ပြီဆိုပြီးတော့
သောရောနာမင်းကြီးကိုအဘိညာဉ်တကောနဲ့သွားကြွပြီးတော့ပြောတာကာလူအဲ့မဲ့သောရောနာမင်းကြီးကကာလူတာကြီးမကိုဆုံးကတ်တာသူကမစားဘူးအရှင်မြတ်ဘာလို့မစားတာလဲညတ်တော်ဘုရားကိုသွားပြီးတော့ကပ်လို့အမဟုတ်အရှင်မြတ်စားအရှင်မြတ်ကိုလည်းတပည့်တော်ကပ်မယ်ညတ်တော်ဘုရားအတွက်လည်းအရှင်မြတ်သူိတ်ထဲမှာထည့်ပေးလိုက်မယ်လို့ပြောတဲ့အတွက်အဲ့ဒီခေါင်းစည်းတက်တာအဲ့ခေါင်းစည်းလည်းပြန်ဖတ်တယ် လံဂီတလျှောက်၌မြတ်စွာဘုရားသည်ခမည်းတော်သောတော်ဒနာမင်းကြီးရွှေနန်းတော်မှာစက္ကတ်သောစွမ်းဖြင့်ညတတော်မူခြင်းအကြောင်း ညတတော်မူခြင်းဆိုဖုံးပေးတယ်ပေါ့နော် မှန်ပါ သွားပါ မြတ်စွာဘုရားသခင်ကပိလကိုနေပြည်တော်သို့အတုရိကဒေသစာရီကြွချီတော်မူလက်သော အရှင်ကာလုဒာယိမထေတိလည်းမြတ်စွာဘုရားသခင်ရာဇကြိုပြည်မှထွက်၍ကပိလကိုနေပြည်တော်သို့ကြွလာတော်မူကြောင်းကိုခမည်းတော်သောတော်ဒနမင်းကြီးအားငါသွား၍ပြောကြပေအံ့ဟုကြံစီပြည့်လျက်အိဒီဝိရဘေညေအိဒီဝိရဘေညေဖြင့်ကောင်းကင်သို့ပြန်တတ်၍ကောင်း အဲ့ရလည်းမှတ်တောင်အဲ့ဒီဝိဒဘိညာဉ်ဆိုတဲ့အားလေးဒီရတော့ဒေဝဇက်ကိုဘိညာဉ်နဲ့သွားလို့မရဘူးเนาะအဲ့ဒီဝိဒဘိညာဉ်နဲ့သွားတော့တကူနဲ့ပေါ့နော် မှန်ပါ ဒေဝဇက်ကိုဘိညာဉ်ဆိုရင်တကူနဲ့နားထောင်ပါဦးဟောပေါင်းတကူနဲ့ကြည့်ပါဦးဒေဝသောတာဆိုရင်တကူနဲ့ ရှားပါ နားတော့ပါဦးအဲ့ဒီဝိဒဘိညာဉ်ဖန်သင်းပြီးတော့သွားမှာเนาะ မှန်ပါ ဟုတ် အိဒီဝိရဘေညံဖြင့်ကောင်းကင်သို့ပြန်တတ်၍ကောင်းကင်ခရီးဖြင့်ခြားသွားတော်မူကားသောတော်ဒနမင်းကြီး၏ရွှေနန်းတော်၌သက်ဆင်းတော်မူလေ၏သောတော်ဒနမင်းကြီးသည်အရှင်ကာလုဒာ၏မထေကိုမြင်ရလျင်အလွန်ပင်ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍ကြွားတော်မူပါချေတာကာလုဒာ၏ဤနေရာ၌ထိုင်တော်မူပါဟုယိုသည်စွာလျှောက်ထားပင်ဖိတ်ကာသူမြတ်တို့နှင့်သာထိုက်တန်သောရာဇပလင်၌နေရာပေးကာထိုင်နေစေလျက်မိမိအတ္တစင်အပ်သောထူးတွေကောင်းမြတ်သည့်ရတာရှိသောစွမ်းအပြည့်တပိတ်၌ထည့်ပြီးလျက်ကာလုဒာ၏မထေမြတ်အားစွမ်းကလှူဒန်းလေ၏ ငယ်အောင်ကဒါနဲ့ထူရတယ်ဒီခုပါတယ်ကာလူတိုင်မတရားရမ်းပြစ်ပြီးတော့ခရီးထွက်တဲ့စတဲ့ခရီးထွက်တဲ့နေ့မှာပဲအဲ့ဒီဥဒ္ဒအဘိညာဉ်နဲ့ကြွသွားပြီးတော့ပြောတဲ့အခါမှာသူ့ကိုသူနဲ့ထိုက်တန်တဲ့ယာဇပလင်ပေါ်မှာနေရာပေးတယ်။တပိတ်ထဲမှာဆွမ်းဆက်တတ်တယ်။အဲ့လိုပါတယ်နော်။ဥချတယ်ဆိုတဲ့စကားလုံးမပါဘူး။ဒါထူးတယ်နော်။ဘာဖြစ်လို့ဥချတယ်ဆိုတဲ့စကားလုံးမပါဘူးလဲဆိုတော့မြတ်စွာဘုရားရောက်တဲ့အခါမှာလေသူတော်နာမင်းကြီးကဥပချအောင်ဗျာ။အခုဘောတော်ရေးတဲ့ဆရာတော်ကြီးကလည်းအခုသူတော်နာမင်းကြီးကမေကာလုတာကြီးကိုဥချတယ်။ခြေလက်နှစ်ဘူးတတော်လူငါးဦးကြီးလာတည်ဆိုတဲ့စကားလုံးမပါဘူးနော်။ဥမချဘူး။ဒီကတော့တက်ကြတာကြီးနော်ဝင်နေတယ်ဆိုတာရမနာကြီးတာတော်တနာသူငါ့ကိုအယုဒိပေးရမှာတော်တော်ကြီးကိုစိုးရင်သူတို့လက်ခံထားတာလဲဝရဩဒီပေါ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေပဲအဲ့လိုလေးလုံးထားရှိတယ်ကာလုတာကြီးမကအခုရဟန်းဖြစ်တော့လဲသူ့တဲ့ငယ်တဲ့ခါကျတော့ဥချတယ်ဆိုတဲ့စကားလုံးမပါဘူးဒါပေမဲ့နေရာပေးတာတော့အဆင့်တန်းမြင့်တယ်နော်ယာဇပလင်သူ့ထိုင်တဲ့နေရာမှာပဲဟောလို့ပြီးတော့ဆွန်းဆက်ကတ်တယ်တဲ့နော်ခေဖ ကာလုဒာ၏မထေသည်ထား၍ကြွသွားအံ့သော ကြွသွားအံ့သောအချင်းရာအမူအရာကိုရတော်မူလေလျက် မန္တတိတပိတ်တဲ့ဆွန်းကတ်တဲ့အခါကျတော့ကာလုတာကြီးမတေးကဖုံးပေးရမှာဘူးနော် ဒီမှာ သူကမဖုံးပေးဘဲနဲ့ထမလို့လုပ်တဲ့အခါမှာရှောက်တာနော် အမူအရာကိုပြတော်မူလေလျက်သောတော်ဒနာမင်းကြီးကဤရာဇပလင်ပေါ်၌ပေထိုင်၍ဖုံးပေးပါချေသာဟုလျှောက်ထားသည်တွင် တပည့်တော်ကတ်တဲ့ဆုံးကိုယာဇပလင်ပေါ်မှာထိုင်ပြီးတော့ဖုံးပေးပါလို့ရှောက်တာနော် မှန်ပါဗျာ ဟမ် မြတ်တော်မြင်းကြီးမြတ်စွာဘုရားထံတော်သို့ရောက်မှစားတော်မူဟုအရှင်ကာလုဒာ၏မထေကပြန်ကြပြောဆိုလေသည် အော်မြတ်တော်ဘုရားထံရောက်မှဖုံးပေးတော့မယ်ဆိုပြီးတော့ရှောက်တာနော်အေးပါ ထိုအခါ ပြောတာဟုတ် ထိုအခါသောတော်ဒနာမင်းကြီးကခြေသာမြတ်စွာဘုရားဘယ်မှာရှိသည်နည်းဟုမင်းလျောက်သည်ဖြင့်ရှင်ကာလုဒာ၏မထေသည်မြတ်တော်မင်းကြီးမြတ်စွာဘုရားသည်ယန္တာပေါင်း2000ချမ်းရလျက်တ
တေမင်းကြီးတို့ကိုတွေ့မြင်ရန်ခရီးဒေသစာရီထွက်ကြတော်မူလာပြီဟု၍ပြန်ကြတော်မူလေသော ညတော်ဗျာဘယ်ရောက်နေလဲဆိုတော့ရာဇယောနဲ့ထွက်ပြီးအရှင်ပြရှင်မင်းကြီးတို့ရဲ့အပူဇော်ကိုခံဖို့ပေါ့နော် မှန်ပါဗျာ အပူဇော်ကိုခံဖို့အဲ့လိုကြောက်ရေးတာကောင်းပါတယ်သွား သောတော်ရဏမင်းကြီးသည်အလွန်ဝမ်းမြောက်သောစိတ်ရှိလျက်ခြေသားကာလူဓာယီတင်ခြေသားတို့သည်ယခုလှူကပ်အပ်သောဆွမ်းကိုဤရွှေနန်းတော်၌ပင်ဖုံးပေးတော်မူ၍သားတော်ဖရာဤကပိလကိုနေပြည်တော်သို့ရောက်ဆိုင်တော်မူသည့်တိုင်အောင်သားတော်ဖရာအတွက်ဤရွှေနန်းတော်မှပင်စံဘောဇဉ်ကိုယူဆောင်ဆက်ကပ်တော်မူပါကုန်ဟု၍လျှောက်ထားပြန်လေ၏ အရှင်ပြနေတန်းလာပြီးတော့ဆုံးခံဖရတဲ့တကိုးနဲ့ မှန်ပါ တပြီးတော့အရှင်ပြကိုနေတိုင်းဟောလုပ်မယ်အရှင်ပြလာတဲ့ခါမှလည်းရာဇပလင်မပေါ်မယ်နေတိုင်းဖုံးပေးအရှင်ပြဖုံးပေးပြီးတဲ့ခါမှမြတ်စွာဘုရားရှင်ရဲ့အတွက်ဆိုပြီးတော့လေတပြီးတော့အဲ့ဒီတပည့်ကိုဆက်ပြီးတော့ပြီးတန်တက်ပြီးတော့ပေးလိုက်မယ်လမ်းတစ်ကြောက်လုံးဘုရားရှင်ကိုယ်တော်မြတ်ကြီးတပြီးတော့ကတ်တဲ့ဆုံးဖုံးပေးပါလို့လည်းရှောက်ပေးပါအောင်ဘုရားဆိုပြီးတော့သူပြောတာနော် မှန်ပါ အေး ရှင်ကာလူဓာယီမထေရသည်လည်းမင်းကြီးလျောက်ထားချက်ကိုလက်ခံသဘောတူစိတ်သာနေတော်မူ၏ ခမည်းတော်သောတော်ရဏမင်းကြီးသည်ကာလူဓာယီမထေရကိုရွှေနန်းတော်၌ပင်မုံမြတ်သောစွမ်းခဲဝယ်ဘောဇဉ်တို့ဖြင့်စက္ကကျွေးမွေးပြီးလျင်ရှင်ကာလူဓာယီတပိတ်ကိုနတ်သားမုတ်ဖြင့်အိုတိုက်စေးကြော၍ အေး မုံမြတ်သောစွမ်းခဲဝယ်ဘောဇဉ်အပြည့်တပိတ်၌ထဲလျက်မြတ်စွာဘုရားအားလူရန်စက္ကတော်မူပါကုန်ဘုရားဟုလျှောက်ထားကာရှင်ကာလူဓာယီမထေရလက်သို့တပိတ်ကိုစက္ကလေသည် အေးဒါတော့ဂျပန်60မြတ်တော်ဘုရားဖုံးခဲ့တာတော်တော်နာမည်ကြီးနော် မှန်ပါဗျာ ။ ကာလူဓာယီမထေရသည်နန်းတွင်သူနန်းတွင်သာအများတို့ကြည်ရှုနေကြစဉ်ပင်တပည့်ကိုကောင်းကင်သို့ပြစ်လွတ်လိုက်၍ကိုယ်တိုင်လည်းကောင်းကင်သို့ပြန်တက်ကာစွမ်းကိုဆောင်ယူခဲ့ပြီးလျင်မြတ်စွာဘုရား၏လက်တော်သို့ဆက်ကပ်လေ၏ အမှသူကတကိုးတွေဘာတွေပြနေတယ်ဆိုတပည့်ကိုကောင်းကင်ပြစ်လိုက်တယ်။သူကလည်းအဲ့ဒီတကိုးနဲ့ပဲတပည့်နောက်လိုက်သွားပြီးတော့နန်းတွင်းသားတွေပေါ့ကွာသူတို့နဲ့လောဘောကံမဲ့တဲ့ကြည်နေသေးမယ်။အထင်ကြီးတဲ့အမူအရာလေးတော့သူလှုပ်သွားလိုက်သေးတယ်နော် မှန်ပါဗျာ ။ဟမ် မြတ်စွာဘုရားသည်ကာလူဓာယီမထေရမြတ်ဆောင်ယူအပ်ခဲ့သည်ခမည်းတော်သောတော်ရဏမင်းကြီးလူတန်းလိုက်သည်စွမ်းကိုဖုံးပေးသောဆောင်တော်မူလေ၏ အေး ဤနေ့နှင့်ကာလူဓာယီမထေရသည်နေ့စဉ်မြတ်စွာဘုရားအတွက်ကပိလကိုရွှေနန်းတော်မှစွမ်းကိုဆောင်ယူလေသည် မြတ်စွာဘုရားသည်လည်းလမ်းခရီးကြ၌ခမည်းတော်မင်းကြီးလူတန်းအပ်သောစွမ်းကိုပင်ဖုံးပေးသောဆောင်တော်မူ၏ အမှန်တော့ကွာကာလူတာကြီးလည်းနေတိုင်းနန်းတွင်းမှာပဲတကိုးနဲ့သွားပြီးတော့ဆုံးဖုံးပေးတယ်ပေါ့ရာဇပလင်မှာပါမြတ်စွာဘုရားရှင်အတွက်လည်းနေတိုင်းယူလာပြီးတော့ကတ်တယ်ပေါ့နော် ဒါဆိုတော်တော်နာမည်ကြီးဆွန်းနှစ်ပါးသာရက်60ကတ်ခဲ့တာပေါ့နော်အေးသွား အထူးအားဖြင့်အရှင်ကာလူဓာယီမထေရသည်ကပိလဝရွှေနန်းတော်၌မိမိစံဖုံးပေးပြီးလျင်နေတိုင်းပင်ယနေ့မြတ်စွာဘုရားသခင်ဤမြတ်သောခရီးကိုရောက်တော်မူလာပြီယနေ့ဤမြတ်သောခရီးသို့ရောက်တော်မူလာပြီဟုစကားကြီးကားမြတ်စွာဘုရား၏ဘုံကျေးဇူးတော်နှင့်ဆက်သောတရားစကားဖြင့်ပါကေဝေမင်းမျိုးတစ်မျိုးလုံးကိုဖျားမဖူးရမီကပင်ဖျားရှင်၌ကြီးညိုသောတရားပြန်ပွားနှင့်အောင်ပြုတော်မူလေ၏ ဟောအေးသူကနေတိုင်းဆုံးပြောပြီးတော့မြတ်စွာဘုရားဒီနေ့ဘယ်ရွာဘယ်မြို့မှာသတင်းသုံးတယ်နောက်ရက်ကျရင်ဘယ်ရောက်ပြီးဘယ်ရွာဘယ်မြို့မှာသတင်းသုံးတယ်ဆိုပြီးတော့တမန်တော်ပေါ့ကွာနော် မှန်ပါဗျာ အဲသူကမြတ်စွာဘုရားဟိုလုပ်ပေးနေတော့မြတ်စွာဘုရားသတင်းစကားတွေကိုနန်းတော်မှာပြောနေတာတရားဟောတယ်လို့တော့မပါဘူးနော် မှန်ပါဗျာထို့ကြောင့်ပင်မြတ်စွာဘုရားရှင်သည်နောက်တစ်ချိန်၌တာဝကများအားနောက်တစ်ချိန်နဲ့တာဝကများအားဣတရဘွယ်ထူနှင့်အပ်ပေးသောပွဲ၌ကာလူဓာယီမထေရသူမြတ်ကိုဣတဒကံဘိကဝေမမတာဝကနံဘိက္ခုနံကုလပတာတကနံ ကုလပတရကနာ ယရိတံကာလူဓာယီယဟန်တို့ဆွေတော်မျိုးတော် ဒီ တို့ ဥကအဲ့ဒါအဲ့ရလေးရေးတယ်မှာဣတဒကံဘိက္ခုအဲ့လေးနေတရားပြရ
ဧတတကံဘေခဝေ ဘေကဝေမမသာဝကနာ မမတောမတောဝကနာ နောက်က ကုလပတ္တာ ပတ္တရကနာပတ္တရကနော် ဓမ္မပတ္တာ ဒါတွေနိတတကဘေကဝေမမသာဝကနာကုလပတ္တရကနာမမသာဝကနာကုလပတ္တရကနာယတိတံ ကာလုဒာယီဧတတကံဘေခဝေမမတောဝကနာဘေကုဏကုလပတ္တာတကနာ ယတိတံကာလုဒာယီ အဲ့ဒါလေးနေတရားပြေးတာလားဘေကဝေယံတို့ မှန်ပါဘေခဝေယံတို့ မမငါဖေယဤ မမငါဖရာဤ ကုလပတ္တရကနာ ကုလပတ္တာတကနာ အဲ့မဲ့မင်းတို့မြန်မာပြန်ထားတဲ့တဲမှာပါလိမ့်မယ်အမျိုးလေးပါးတို့ကိုအမျိုးတို့ကိုချီးမြှောက်ကြကုန်တော့မြန်မာဘလို့ပြန်ထားလဲကြည်တာ ကုလပတ္တာတကနာ ရွှေတော်မျိုးတော်တို့အားတရားတရားကိုဖြစ်ပွားစေသောအရာ၌ ဟာတရားတရားဖြစ်ပေါ်ပတ္တရကဆိုကြီးညိုသေးတာလေ ဓမ္မ ဒီနေ့တော့ဆွေတော်မြကုဒဆိုတာဆွေတော်မျိုးတော်တို့ကို ရွှေတော်မျိုးတော်တို့အား တို့ကိုက တို့ကို ဟို ဓမ္မ ပတ္တရကနာကြီးညိုစေကြကုန်တော့ ဓမ္မ ကြီးညို စေချ စေကြကုန်တော့ပြီလား ဓမ္မ တာဝကနာတပည့်တို့တွင် ဘာဝကနာတပိတုတွင် ယတိတံဆိုတဲ့ပုတ်လေးကိုအဝလိန်ပြောင်းလိုက်ကွာယတိတံယောအယံကာလုဒာကြီး ယတိထံယော အယံယတိတံကိုယောအယံလို့ပုတ်ဖြတ်လေ နမ ယောအယံလိန်ပြောင်းတာပေါ့နော် ဓမ္မကာလုဓာယီ အကျင်ကာလုဒာကြီးသည်ယတိတံယောအယံကာလုဒာကြီး ကာလုဓာယီ အကျင်ကာလုဒာကြီးသည်အတ္တိရှိ၏ အချင်းကာလုဓာယီကာလုဓာယီ ဒီကနေတရားသေးသလိုသေးလေ နမ အတ္တိရှိ၏ အတ္တိရှိဤ အပေါ်မှာဧတတကမှာဧတအခါလေ နမ ဧတံကိုဧသောလို့ပြင်လိုက်ဧတံဧသော ဧတံဧတော ကာလုဒာကြီး ဧတောကာလုဓာယီနမ ဧတံဧသောကာလုဒာကြီးထိုကာလုဒာကြီးသည် ထိုကာလုဓာယီသည် အခံကိုအခောလို့ပြင်လိုက်အခံအခောအမြတ်ဆုံးသည် အခါအခောအမျက်စောသည် သင်အဲ့လိုရှောက်မရနဲ့မင်းဟွာလို့လားနေတရားလေးတေးလားငါပြန်ခေါ်ပြန်မကြည့်မင်းကပါဠိရေးပြီလား မှန်ပါဗျာ ဘိက္ခဝေယံတို့ ဓမ္မဗျာဒီအ မ ရာ မငါဘုရားဤ မှန်ပါ ကုလပတ္တရကနံ မှန်ပါ တကြတာဂီဝင်မြင်းမျိုးတို့ကိုကြီးညိုစေကြကုန်သောကုလကတကြတာဂီဝင်မြင်းမျိုးတို့ကိုပတ္တရကနံကြီးညိုစေကြကုန်သော မှန်ပါ သာဝကနံတပည့်တို့တွင် သာဝကနာတပိတုတွင်မှန်ပါဗျာ လိဋ္ဌာဒနာနော် မှန်ပါ အဲ့မဲ့ယတိတံဆိုတဲ့ပုံလေးကိုတွေ့လား ဒီမှာတွေ့တယ် အဲ့ဒါနှစ်ပုံးလေးနဲ့လင်းပြောင်းလိုက်ယောယံယတိတံယံဣတံလို့ပုံပြမှာလေ ဒီမှာ ယံကိုယောလို့ပြောင်း ဒီမှာ ပြောင်းဣတံကိုအယံလို့ပြောင်း ဒီမှာ ယတိတံယောအယံကာလုဒာယီရဆိုတော့အကျင့်လေ ဒီမှာ အကျင့်ကာလုဒာယီသည်အတ္တိရှိ၏ဧတံနှစ်ပုံးလေးမလို့ပြောင်းလိုက်ဧတံဧသော ဧတံဧတော ကာလုဒာယီလေးပြန်လိုက်ပြီးလိုက်ထိုကာလုဒာယီသည် ထိုကာလုဓာယီဧတံဧတော အခံအကောအမြတ်ဆုံးသည်ဧတရခံဘိကဝေမမသာဝကနာကုလပတ္တရကနာယတိတံကာလုဒာယီပြန်ပြပြောင်းမပြီးမိပိခါမှာနော် ဒီမှာဗျာ ဘိကဝေယံတို့ ဒီမှာ မ
မမငါဖျားဤ မှန်ပါ ကုလပတရကနာတက်ကြတာကီနဝဝင်အမျိုးတို့ကိုကြီးညိုစေကြကုန်သောအမှန်တော့ငါဖျားရဲ့သာသနာမှာကွာကြီးညိုစေကြကုန်သောတာဝကနာတာဝကဆိုသူတလေဥဩဩအာဝနုပစ္စည်းကိုအကပြုထားတာလေ မှန်ပါဗျာ တာဝကနာတပည့်တော်တွင် မှန်ပါ ယတိတံကိုရောအယံလို့လိန်ပြောင်းလိုက်ပုတ်ပြတ်လိုက်ယတိတံကိုယံဣတံလို့ပုတ်ပြတ်မယ်လေ မှန်ပါဗျာ ပုံးလိန်နဲ့ပြောင်းလိုက်မယ်ယံကရောဣတံကအယံ မှန်ပါ ယတိတံရောအယံကာလုတာယိအကျင်ကာလုတာယိတိအတ္တိဖြစ်ဤအတ္တိအထက်ပေးတာတွေ့လား မှန်ပါဗျာ အပေါ်မှာဣတရကံမှာဣတံအကံပုတ်ပြတ်လိုက်မြင်လား မှန်ပါဗျာ ဧတံကိုမင်းတို့ပုံးလိန်နဲ့ပြောင်းလိုက်ဧတံဧသောကာလုတာယိထိုကာလုတာယိတိအကံအကောအမြတ်ဆုံးဒီတဲ့အဲ့ဣတရကံဆိုတဲ့ပုတ်လေးကိုကြည့်ပြီးတော့ဣတရက်လို့သုံးတာလေ မှန်ပါဗျာ ပါဠိကလာတဲ့စကားလို့မင်းနေတဲ့မေကြီးတဲ့မှာဘယ်ကိုရန်တို့ ဘေကဝေယံတို့မမငါဖျားဤ ကုလပတ္တရကနံတကြတာဂီအမျိုးတို့ကိုကြည်ညိုစေကြကုန်သော တာဝကနံ သာဝကနံတပိတို့တွင် ယရိတံ ယတိတံရောအယံကာလုဓာယိ အကျင်ကာလုဓာယိမထေတိပေါ့ကွာ အကျင်ကာလုဓာယိမထေတိ အတ္တိရှိ အတ္တိရှိ၏ ဧတံဧသောကာလုဓာယိ ဧတံဧသောကာလုဓာယိ ဧတံဧသောလို့ပုံပြဧတတကံဧတအကံလေ မှန်ပါဗျာ ဧတံဧသောကာလုဓာယိ ဧတံဧသောကာလုဓာယိထိုကာလုဓာယိမထေတိ အကံအခော အကံအကောအမြဲဆုံးဖြစ်တော်မူ မြတ်ဆုံးဒီ အမြဲဆုံးတည် မနောကကုလပတ္တရကဧတတက်ပေးတာပါပဲ မှန်ပါ နော် မှန်ပါဗျာ ဧတတက်ဆိုတာအမြတ်ဆုံးငါအမျိုးတွေကိုသာသနာတော်ကိုကြည်ညိုဖို့အကျိုးဆောင်တဲ့ထဲမှာတော့ကာလုဓာကြီးကတော်တဲ့ကောင်กว่าလို့ပြောတာပါဠိလိုဆိုလို့ရှိရင်တော့ကုလပတ္တရကဧတတက်ကုလဆိုတာတကြတာကီနွယ်မင်းမျိုးတွေကိုပတ္တရကဆိုတာသာသနာတော်ကိုကြည်ညိုစေတာဧတတက်ဆိုတော့အမြတ်ဆုံးမင်းအတော်ဆုံးမှာပဲကွာလို့ပြောတာနော် မှန်ပါဗျာ ပြန်ပြလိုက်တော့မှမြစ်တရားဘက်ကိုရန်တို့ ဘေကဝေယံတို့မမငါဖျားဤကုလပတ္တရကနံတကြတာဝီအမျိုးတို့ကိုကြည်ညိုစေကြကုန်သောသာဝကနံတပိတို့တွင်ယတိတံကာလုဓာယိ ယတိတံရောအယံ ယတိတံယောအယံကာလုဓာယိအကျင်ကာလုဓာယိမထေတိ အတ္ အ တိ တိ ရှိ ရှိ၏ ဧတံဧသောကာလုက သော ဤ ကာလုဓာယိ ထို သော ကာ ကာ လု လု ဓာ ဓာ ယိ ယိ မ မ ထေ ထေ တိ တိအကံအကောမြတ်ဤ အမြတ်ဆုံးဒီလို့တီးလို့ အမြတ်ဆုံးတည်း အမြတ်ဆုံးဒီနော် မှန်ပါဗျာ ဒါပထမဦးဆုံးဧတတလေးမင်းတို့တက္ကလတိနေတရားလည်းကျန်တဲ့ရတယ်ကြာရင်မခက်တော့ဘူးပေါ့နော် မှန်ပါဗျာ အဲ့ဒါလည်းမြန်မာပြန်ထားမှာပါကွာကဲဆက်ဖတ်ရ ကာလုယတိတံကာလုဓာယိယဟန်တို့ရွှေတော်မျိုးတော်တို့အားငါဖျားနတ်တဝေကြည်ညိုခြင်းကိုဖြစ်စေကြသောငါဖျားဤတပိသာဝကယဟန်တို့အ내ကာလုဓာယိယဟန်သည်အတာဆုံးအမြဲဆုံးပေတည်းဟုမိန့်ကြားတော်မူကားကုလပတ္တာရရွှေတော်မျိုးတော်တို့အားတရားတရားကိုဖြစ်ပွားစေသောအရာ၌အတာဆုံးအမြဲဆုံးပုဂ္ဂိုလ်အဖြစ်ရှင်းမြမြောက်စွာဧတရထားတော်မူလေသည် အေး ဤသို့လျက်မြတ်စွာဘုရားသည်နောက်ပါယဟန္တာပေါင်း2000ခြံရံတို့လျက်တနေ့လျက်တယူဇနာကြအတုရိတာဒေသစာရီစချီတော်မူခဲ့ရာရပောင်း60နှစ်လတိတိဖြင့်မာတက္ကရေ104ခုနှစ်သဆုံလာပြီးကျော်တရနေ့၌ယူဇနာ60ဝေကားသောကပိလဝနေပြည်တော်သို့ကောင်းစွာဆက်ရောက်တော်မူလေသည် မင်းအဲ့မှာမှတ်တမ်းလေးရေးတာကပုလို့နေပြီးတော့တကူကနှစ်ကူးသွားတာ哦 မှန်ပါ အဲ့တော့ကပိလို့တို့ရောက်တော့နေ့ ဒီ ရောက်တော့နေ့ အောင်ပါ မာတက္ကရ104ခုနဲ့နှစ်ကူးသွားပြီလေ မှန်ပါဗျာ
ကချုံလာပြရတရ တည့်ရက် ချုံလာပြရတရနေ့ရောက်တာနော် မှန်ပါဗျာ အာတူရိကဒေသစာရီနဲ့ကြွားတဲ့ခါကျတော့ကြာတော့ပေါ့ဇူဒနာလဲ60ဝေးတဲ့ခါကျတော့တေဇနာတရက်ဟောလို့ဝင်းနဲ့ကပိလို့ရောက်သွားနော် မှန်ပါဗျာ အေး မြတ်စွာဘုရားသည်ယေမိအစုံစုံတကုဗျာတိဟာဖြင့်ရွှေတော်မျိုးတော်တို့၏ဇာတိမံကိုနှင်းနေတော်မူခြင်း အာ အကောင်းကြီးဗျာ အေးသိတယ် ခမည်းတော်သောတော်တနာမင်းတရားကြီးအမှုပြုသောတာဂိဝေမင်းပေါင်းတို့သည်မြတ်စွာဘုရားသခင်ကပိလဝနေပြည်တော်သို့ဆက်ရောက်တော်မူလာလျင်ငါတို့၏ရွှေမျိုးမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားကိုဖူးမြော်ကြရကုန်တော်မူဟုစီဝေခြင်းပါ၍စေဥစွာအစီအစဉ်တစ်အနေဖြင့်မြတ်စွာဘုရားတရင်တော်နေထိုင်တော်မူရာနေရာဌာနကိုတိုင်ပင်ဆွေးနွေးကြကုန်သည်ရှိသောနိရောဓတာဂိဝေမင်း၏အချမ်းအယံဥယင်သည်မွေလျော်ဝဲရှိ၏အရဲ့ရေဆန်းနှင့်လည်းပြည့်စုံ၏မြို့နယ်မဝင်းလုံးခြင်းမနီလိုခြင်းသွားလန်းလာလန်းနှင့်ပြည့်စုံခြင်းအလိုရှိတိုင်းသောသူတို့သောရောက်ဖို့ရန်လွယ်ကူခြင်းစိတ်ငြိမ်ခြင်းတည်ဟုသောဘုရားရှင်တို့နှစ်သက်အပ်သည့်အင်္ဂါ9ရက်နှင့်ပြည့်စုံ၏ထိုကြောင့်ထိုနိရောဓတာဂိဝေမင်း၏အယံဥယင်သည်မြတ်စွာဘုရားနေထိုင်တရင်တော်တော်မူရာလျော်ကန်လျောက်ပတ်ကောင်းမြတ်သောနေရာဖြစ်၏ဟုသင်ကြီးတညွတ်တည်သဘောတူဆုံးဖြတ်သတ်မှတ်အတည်ပြုကြပြီးလျင်ထိုဥယျာဉ်၌ပြုပြင်ဝယ်ကိစ္စဝါကိုပြုပြင်စေကြပြီးနောက်ကိုစီကိုငါနတ်သားပန်းတို့ကိုလက်ဆွဲကြကုန်လျက်မြတ်စွာဘုရားကိုခိဥကျိုးဆိုမှုပြုလုပ်ကြကာ အေးဟုတ်ပါဒါကတလူတော်ကြီးအမမထေပေါ့ကွာဒီအဝါလုတ်လေးကညာ2000သူတဲ့ခါကျတော့ငါသားဘုရားမမြတ်တော်ဘုရားကြောက်လာလို့ရှိရင်နေတရားဆိုတော့ရှိမှပဲဘယ်နေရာလေးကိုကြောင်းဆောင်ထိုင်ကောင်းမလဲလို့စဉ်းစားကြတယ်တိုင်ပင်ကြတယ်ပေါ့ကွာနိကျောရတာဂီဝင်ရင်းသားပိုင်တဲ့ခြံဤတဲ့ခြံရှိတဲ့ကပိလဝနဲ့မနီမဝေးမှာပေါ့နော်အဲ့ဒီထဲမှာပြင်ဆင်ကြတာပေါ့ကွာပြင်ဆင်ပြီးတော့နိကျောရယုံကြောင်းလို့နာမည်ပေးတာခုကလည်းနိကျောရအောင်ကြောင်းနိကျောရအောင်ကြောင်းဆိုကြားဖို့တော့တယ်နော်မင်းနိကျောရအောင်ကြောင်းဆိုတာကသာသနာမှာကြီးကြီးမားမားအနေနဲ့ဆိုလို့ရှိရင်ဒုတိယမြောက်ဖြစ်လာတာပထမဦးဆုံးကြီးကြီးမားမားဖြစ်လာတာကဝေလူဝန်ကြောင်းအခုဒုတိယမြောက်ဖြစ်လာတာကနိကျောရအောင်ကြောင်းဝေလူဝန်ကြောင်းကရာဇဂိုမှာရှိတယ်ကွာနိကျောရအောင်ကြောင်းကတော့ကပိလုမှာရှိတယ်ဒါမဲ့သာသနာမှာနာမည်ကြီးတာကြတော့ဝေလူဝန်ကြောင်းကတော့ထိုက်တဲ့လောက်နာမည်ကြီးပါတယ်ထိုက်တဲ့လောက်နာမည်ကြီးပါတယ်နိကျောရအောင်ကြောင်းကတော့နာမည်မကြီးဘူးသို့တော့ပို့ပြီးတော့နာမည်ကြီးတာကြတော့ဘာကြောင့်နာမည်ကြီးလဲ ဒီကြောင့် ဟုတ်တယ်အနာတပိတ်တတိလူကဇေရဝန်ကျောင်းတို့ပုပ္ပအောင်ကျောင်းတို့ကနာမည်ကြီးတယ်နော်အေးဆက်ပါဘူး ကာကြီးအစဉ်တန်စာအပြည့်အစုံဆင်ရင်ကြပြီးသောအသက်ငယ်ရွယ်သူမျိုးနွယ်လူတို့၏သမိတာသူငယ်မများကိုခြေတမ်းမှဆေလွတ်နေရာခြားထားကြလေသည် အေး ခါခွေထိုနောက်မှအစဉ်တန်စာအပြည့်အစုံဆင်ရင်ကြပြီးသောမင်းသားမင်းသမီးတို့ကို နောက်ရကြမှာဖတ်တော့မင်းတို့ဒါဘာလဲဆိုတော့ဒေဝဝင်းရာဇဝင်းနဲ့ခင်းပြီးတော့ကြိုးဆိုကြတယ်လို့ပေါ့အခုကလည်းအဲ့ဒီအတိုင်းအခမ်းအနားကြီးနဲ့လုပ်မှာနောက်ကြလို့ရှိရင်ဖတ်เสียရတယ်နည်းနည်းပေါ်မှာပေါ့နော်ကဲတော့တော့ဘယ်နဲ့ယူလာတယ်ဒီလုံးစီကမဲကိုကြည်လွင်တို့အဖွဲ့ ဟုတ်တယ် လားမဟုတ်လား ခဏဆက် ဟမ် ခဏဆက်